ကဲဒီနေ့ကတော့ gain စောတဲ့သူတွေတော်တော်များများမသိသေးတဲ့ cache နဲ့ HD quality ရအောင်ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြပေးမှာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော် record ဖန်ထားတဲ့ gain video ပါ။ဒီနေရာရောက်ပြီဆိုရင် adjust ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒီလိုပေါ်လာရင်ကျွန်တော်နှိပ်ပြထားတဲ့ 3 can ပုံစံလေးကို100အထိထားလိုက်ပါ။ပြီးရင်ဘေးနည်းနည်းဆွဲပြီးတော့ grad ဆိုတာလေးကိုနှိပ်လိုက်ပါ။နောက်ထပ်ကျွန်တော်ပြသလိုမျိုးလုပ်လိုက်ပါ။ဒီလိုနေရာရောက်ပြီဆိုရင်ကျွန်တော်တို့အဖက်တစ်ခုထည့်ရပါလိမ့်မယ်။အဖက်နာမည်ကတော့ blue ဆိုတဲ့အဖက်လေးပါ။အဖက်ကိုရွေးပြီးတော့ထည့်လိုက်ပါ။ထည့်ပြီးပြီဆိုရင်ကျွန်တော်ပြသလိုမျိုးအဆုံးထိဆွဲလိုက်ပါ။ဒီလိုရပြီဆိုရင်ဗီဒီယိုစေ့လိုက်ပါ။စေ့ပြီးရင်ခုနနေရာကိုပြန်သွားပါမယ်။ခုနထည့်ထားတဲ့အဖက်တွေကိုပြန်ဖြတ်လိုက်ပါ။ဖြတ်ပြီးရင် over လေးဆိုတော့လေးကိုနှိပ်လိုက်ပါခုနစေ့ထားတဲ့ဗီဒီယိုပြန်ထည့်ပါမယ်ထည့်ပြီးရင်ညီသွားအောင်နည်းနည်းလေးရှင်းလိုက်ပါပြီးရင် split ဆိုတာလေးကိုနှိပ်လိုက်ပါကျွန်တော်ပြထားတဲ့ color band ကိုရွေးလိုက်ပါ color band ကို40ထိထားလိုက်ပါပြီးရင်နည်းနည်းလေးလင်းဝအောင်လို့ brightness ကို15ထိထားလိုက်ပါဖလင်နာကိုနှိပ်ပြီးတော့ကျွန်တော်ပြထားတဲ့အဖက်ကိုရွေးလိုက်ပါဒီလောက်ဆိုရင်တော့အဆင်ပြေကြမယ်လို့တော့မျှော်လင့်ပါတယ် brother တို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share နဲ့ကူညီပေးကြပါဦး